မင်္ဂလာပါဒီခါကျွန်တော်ချစ်တဲ့ပြည်သက်ကြီးတို့ကျွန်တော်ယင်းနဲ့ခံစားရေးဖွဲ့ထားတဲ့တခြင်းလေးတစ်ခုကိုဖြောပြတင်ဆက်ပေးချင်ပါတယ်မနန်းတိုက်တဲ့ပန်းမိုက်လို့အမည်ရပါတယ်နားဆင်ကြည့်ပါစာတရားနဲ့ငါလိုလူဟာကွယ်တမိုးမင်းနှလုံးသားဝိယုံမလုံးမကြုံချုံငါရဲ့ကာတနာရဲ့တဝင်းငါလေးဘယ်ကခွင့်ရနိုင်မမလဲပိုင်ဆိုင်လူချစ်မျိုးမဟုတ်တော့လူချင်းမှာခါသာခွင့်နဲ့ချစ်ကြည်ကြုံလေးဖြစ်ခွင့်ရရင်ငါကြည်နဲ့သေးတယ်ဒါပေမဲ့ငါရဲ့အသေးကိုအကျဉ်းနာမဲ့မုန်းတင်များရနေပြစ်ခဲ့သူရဲ့ကိုမြတ်ထလို့မြတ်ခဲ့သည်ငါကြည်နိုင်ပါတယ်ပုံမြင်အမီးရဲ့ဘဝကိုပိုင်ဆိုင်သူဟာတကယ်ထောင်ရရဲ့နဲ့အလားပန်းမှုပကတနာနဲ့မီလောင်တိုက်တွင်နေတရားတကားစီနဲ့ပြုံးမျက်နှာဒီချိန်မှာကြေခွဲရင်နဲ့သေးပွဲဝင်ရဲ့ချစ်ရဲ့ခစ်တိုင်းချီတော်ရင်မှာကန်စရာရဲ့လေဝဲတဲ့ခံလာခဲ့ချစ်ရဲ့ဝတ်ကြမှာနေဆုံးသွားပြီကွယ်မနှမ်းလိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းလိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းလိုက်တဲ့ပန်းမိုင်ရဲ့ကွယ်မနှမ်းလိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းလိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းလိုက်တဲ့ပန်းမိုင်ရဲ့ကွယ်ခဲ့သည်ငါကြည်နိုင်ပါတယ်ပုံမြင်အမီးရဲ့ဘဝပိုင်ဆိုင်သူဟာတကယ်ထောင်ရရဲ့နဲ့လာပန်းပကတနာနဲ့မီလောင်တိုက်တွင်နေတရားတကားစီနဲ့ပြုံးမျက်နှာဒီချိန်မှာကြည်ခွဲရင်နဲ့သေးဝဲဝင်ရဲ့ချစ်ရဲ့ခစ်တိုင်းချီတော်ရင်မှာကန်စရာရဲ့လေခွဲတဲ့ခံလာခဲ့ချစ်ရဲ့ဝတ်ကြမှာနေဆုံးသွားပြီကွယ်မနှမ်းတိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းတိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းတိုက်တဲ့ပန်းမိုင်ရဲ့ကွယ်မနှမ်းတိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းတိုက်တဲ့ပန်းမိုင်မလေးရဲ့မနှမ်းတိုက်တဲ့ပန်းမိုင်ရဲ့ကွယ်
ကျေးဇူးများတင်ပါတယ်